စားတာတောက်ရတာအဆင်မပြေဘူးအတုပ်တွေပါတယ်မောင်ကတားကြိုက်တယ်လေတားကြိုက်တော့ဟိုအတုပ်ကောင်းကောင်းလေးစားခြင်းတယ်ပေါ့နော်စားခြင်းတော့ဖေရဲ့သမီးအတုပ်ကလေးရောင်းခြင်းတယ်ဆိုဖေကပင်မမှာဆိုတယ်လေမလုပ်ပါနဲ့သမီးရဲ့သမီးမလုံနိုင်ဘူးမတခါမှဒီလိုဈေးမရောင်းဘူးလေမရောင်းဘူးတော့သမီးမလုံနိုင်ဘူးမလုံနဲ့ဆိုတော့ဖေကမလုပ်ခိုင်းဘူးနောက်ပြောရင်နဲ့နှစ်နှစ်ကျော်လောက်ကြာမှဖေကကဲသမီးဒီလောက်တောင်စိတ်အားထက်သန်နေတယ်စိတ်ပြင်းပြနေတယ်ဆိုရင်လှုပ်ချင်လို့ဆိုတော့ဖေကခွင့်ပြုလိုက်တာခွင့်ပြုလိုက်တာနဲ့မှလည်းချက်ချင်းအကောင့်ထဲထားပေါ်လိုက်တာစစရောင်းကစားတော့ကတော့အမတပွဲကို1500ပဲရောင်းတယ်ဒါပေမဲ့ကုန်စည်နှုန်းလေးတွေတက်လာတဲ့ခါကျတော့အမ2000တိုးရောင်းတယ်ပေါ့နော်အမနာမည်ကတော့မရည်မျိုးဆွေပေါ့နော်ဆိုင်နာမည်လေးကတော့လာပြေဝန်ရခိုင်မုတ်တင်နဲ့အတုပ်ဆိုင်ပါအမဆိုင်ဖွင့်တာကမှ6လနဲ့10ရက်ပဲရှိသေးတယ်ဘာတွေရလဲဆိုတော့အစုံတုပ်တွေရမယ်နောက်ပြီးလို့ရှိရင်နန်းကြီးတုပ်နန်းပြတုပ်နှုတ်စိမ်းခေါက်ဆွဲရခိုင်မုတ်ဒီပဲပြတုပ်အစုံပေါ့အတုပ်တွေကတော့အခုကတော်တော်များများစုံတာပါပြီစစရောင်းကစားတော့ကတော့အမတပွဲကို1500ပဲရောင်းတယ်ဒါပေမဲ့ကုန်စည်နှုန်းလေးတွေတက်လာတဲ့ခါကျတော့အမ2000တိုးရောင်းတယ်ပေါ့နော်နောက်ပြီးတော့ဒီတန်ရှင်းမှုအပိုင်းကျတော့အမကိုယ်တိုင်ကလည်းတန်ရှင်းတာကိုကြိုက်တယ်ပြီးတော့အစားအကောင်းလေးကြိုက်တယ်ကြိုက်တဲ့အခါကျတော့တနက်ပြင်းပြင်းချက်တာပြုတ်တာမှစားတနက်ပြင်းပြင်းချက်တယ်တနက်ပြင်းပြင်းမဲလုပ်တယ်ဆိုင်ဆိုရင်လည်းခင်းတယ်တန့်ပြက်နေမှာကိုကကြိုက်တယ်အဲ့ဒီလိုမျိုးပေါ့နောက်ပြီးလို့ရှိရင်အစားကောင်းကောင်းကြိုက်တဲ့အခါကျတော့လည်းကောင်းကောင်းလေးပဲလုပ်ပေးတယ်အကုန်လုံးလေကိုစားသလိုမျိုးလေးပဲပေါ့စေတနာပပလေးနဲ့တပွဲ2000ကညီမလေးအစုံတုပ်ရတယ်ခောက်ဆွဲတုပ်ဂျာဆန်တုပ်ပဲပြတုပ်တိုဘူးတုပ်ငဖယ်တုပ်ထမင်းတုပ်က2500နိုစိမ်းခောက်ဆွဲ2500လက်ဖက်တုပ်က3000ခရမ်းကျင်စီတုပ်က2500ပဲချမ်းတုပ်2500ခုလောလောဆယ်တော့ဒီဈေးနှုန်းလေးတွေနဲ့ပဲရောင်းနေရတယ်။နောက်လက်ဖက်ထမင်းဆိုလို့ရှိရင်လည်း3000ကျဲဥတွေပါတွေထည့်မယ်ဆိုလို့ရှိရင်1000စီတိုးပေါ့။နိုစိမ်းခောက်ဆွဲကြတော့အမနို့စီရဲ့နိုစိမ်းရဲ့ပဲသုံးတယ်။ကျန်တာမသုံးဘူး။အဲဆိုဖေလဲစားတယ်ဆိုတော့လေသွေးတိုးမှဆိုလို့အုံးလို့လုံးဝမသုံးတာအောင်။အမစားဖွင့်တာတော့ခွန်ခွဲလောက်ဆိုလို့ရှိရင်စားဖွင့်တယ်ညီမလေး။အဲ့ဒီကနေပြီးတော့မှညနေကိုတော့9နာရီခွဲလောက်ဆိုလို့ထိရတယ်။ဒါပေမဲ့ညနေပိုင်းကျရင်တော့မစုံတော့ဘူးပစ္စည်းကနေ့လယ်လောက်ထိရတော့နည်းနည်းစုံသေးတယ်ပေါ့နော်12နာရီနောက်ပိုင်းဆိုရင်သိမစုံတော့ရောင်းဖို့စဉ်းစားတာတော့ကြာပြီညီမလေးရဲ့2နှစ်ကျော်လောက်ရှိပါပြီဖေဖေကိုလည်းပြောတယ်ဖေဖေရဲ့သမီးဈေးရောင်းကျင်တယ်စားတာတောက်ရတာအဆင်မပြေဘူးအတုပ်တွေပါတယ်မောင်ကတားကြိုက်တယ်လေတားကြိုက်တော့အတုပ်ကောင်းကောင်းလေးစားခြင်းတယ်ပေါ့နော်စားခြင်းတော့ဖေရဲ့သမီးအတုပ်ကလေးရောင်းခြင်းတယ်ဆိုဖေကပင်မမှာဆိုတယ်လေမလုပ်ပါနဲ့သမီးရဲ့သမီးမလုံနိုင်ဘူးမတခါမှဒီလိုဈေးမရောင်းဘူးလေမရောင်းဘူးတော့သမီးမလုံနိုင်ဘူးမလုံနဲ့ဆိုတော့ဖေကမလုပ်ခိုင်းဘူးနောက်ပြောရင်နဲ့နှစ်နှစ်ကျော်လောက်ကြာမှဖေကကဲသမီးဒီလောက်တောင်စိတ်အားထက်သန်နေတယ်စိတ်ပြင်းပြနေတယ်ဆိုရင်လှုပ်ချင်လို့ဆိုတော့ဖေကခွင့်ပြုလိုက်တာနဲ့မှလည်းချက်ချင်းအကောင့်ထဲထားပေါ်လိုက်တာအဲ့ဒါပဲစရောင်းနေရရောင်းရတယ်အမလည်းလက်ရအောင်ကောင်းကောင်းလေးလုပ်တယ်လေဟိုကလည်းကောင်းကောင်းကြိုက်တယ်ဆိုတော့လက်ရအောင်ကောင်းကောင်းလေးလုပ်တယ်အဲ့ဒီခါကျတော့စပြီးဈေးရောင်းပြီးဟေ့ဆိုတဲ့ကရောက်လာကြအစားကြပြီးတော့မှတဆင့်စကားတဆင့်နားနဲ့တဖြည်းဖြည်းနဲ့ရောင်းအားတက်လာတာပေါ့နော်တငယ်ချင်းမိတ်ဆွေတွေကြတော့မောင်ရဲ့တငယ်ချင်းတွေကများတယ်လေသူစိန်ပေါ်ကျောင်းကဆိုတော့သူတို့ကျောင်းကလူတွေကတော်တော်များများလာကြတယ်ဟိုလူကြီးတွေဘိုင်းနေလဲလာတယ်လူငယ်ဘိုင်းနေလဲလာတယ်ရွယ်သူတွေလဲလာကြတယ်ဆရာမတွေလဲလာတယ်ဆရာမတွေလဲလာစားတယ်အားပေးကြတယ်လာပြီးတော့သူတို့လည်းသဘောကျတယ်ပေါ့နော်ကြိုက်ကြတယ်ကြိုက်တော့တစ်ခါစားပြီးတော့နောက်ခဏလာစားကြတယ်အမကတော့လောလောဆယ်တော့ပိတ်ရမထားဘူးညီမလေးရဲ့ပိတ်ရမထားဘူးဆိုင်ဖွင့်တဲ့အချိန်ကတော့မနေ့ခုံဝဲကနေပြီးတော့မှညနေ9နာရီလောက်ထိ9နာရီခွဲလောက်ထိကိုဖွင့်နေပိတ်ရက်ကိုတော့ခုချိန်ထိတော့စဉ်းစားထားတာမရှိသေးဘူးအကြောင်းတစုံတရာရှိတယ်ဆိုမှသာပိတ်ရက်ကလေးလုပ်လိုက်တယ်ပေါ့နော်ဥပမာပိတ်မယ်ဆိုလို့ရှိရင်လည်းမနေ့ပြန်ပိတ်မယ်ဆိုရင်ဒီနေ့လိုနေ့တွေကလာစားတဲ့သူတွေကိုပြောပြလိုက်တယ်ပေါ့နော်မနေ့ပြန်တော့တရက်ဆိုင်ပိတ်မယ်နော်ဒီလိုမျိုးပြောလိုက်တယ်ပေါ့ပြီးတော့အမဆိုင်မှာလူမျိုးမျိုးဘာသာမျိုးအကုန်စားလို့ရတယ်ဒီစက်သားတွေပါနေဆိုလို့ရှိရင်လည်းအမဟာလာသားကိုသုံးပေးထားတယ်စားလူမျိုးပေါင်းစုံစားတဲ့ခါကျတော့လူမျိုးပေါင်းစုံစားလို့ရတဲ့ပုံစံလေးကိုပဲလုပ်ပေးထားပါတယ်ရတယ်အဲ့ကိုဖီမလိုင်းနေပါလေကြာတော့တချို့ကကျတော့လာမိတယ်ညီမလေးရဲ့မလိုင်းချောင်းကြီးအောင်းမိတယ်မဟုတ်အမတို့ကရေခဲတုပ်လေးတွေသူကရေခဲတုပ်ကိုမှတော့ကူဖီရတာမျိုးရေခဲတုပ်အဲ့ဒီဟာလေးကိုအမတို့စီမှာ
အမျိုးပေါင်း14မျိုးရှိတယ်15မျိုးဖြစ်သွားပြီအခုဆိုလို့ရှိရင်အဲ့ no မလိုင်ပေါ့ no မလိုင် coffee special no မလိုင် coffee မလိုင်ဆိုရင်တော်တော်ကောင်းတယ်သူကကျတော့3000เนาะ3000ကျန်တဲ့ coffee မလိုင်လေးတွေကကျတော့1500နောက်က no ပေါင်မုံနဲ့ cheese နဲ့ကျတော့မတို့က2000ဒါသူ့ရဲ့တတ်မှတ်တဲ့ဈေးလေးတိုင်းပဲမတို့ရောင်းပေးတာပါနောက်ရေခဲမုံရှိမယ်ရေခဲမုံကကျတော့ဟို strawberry ရှိမယ် chocolate ရှိမယ်နောက်အုံစိမ်းရှိမယ်ဒူးရင်ရှိမယ်ဒီဟိုရေခဲတုပ်တွေကတော့အမျိုးပေါင်းတော့အများကြီးပဲညီမလေးရဲ့အများကြီးရှိတယ်ရေခဲတုပ်ကကြတော့ရေခဲမုံကတော့နေတယ်ရေခဲမုတ်ကကြတော့ဘူးသေးသေးလေးတွေလည်းရှိတယ်ဘူးကြီးလည်းရှိတယ်တချို့အလှပွဲတွေပါတွေအတွက်ဆိုလို့ရှိရင်အော်ဒါမှာလို့ရတယ်အမဆိုင်လေးကကြတော့စိတ်ကန်းသာလမ်းနဲ့မဟာဗန္ဓုလလမ်းတောင်ပေါ့နော်အဲ့ဒီမှာရှိပါတယ်လာပြည့်ဝန်ရခိုင်မုတ်တင်နဲ့သုတ်ဆိုင်ပါလာပြီးတော့စားပြီးလာစားကြည့်ပေါ့နော်အမဆိုင်ရဲ့ဟိုအရသာလေးကိုလာပြီးမြည်ဆန်းကြည့်ပါလို့ဖိတ်ခေါ်ပါတယ်